ကိုမင်းယူသလိုဖြစ်တော်တဲ့နေရာစားသည်ရွာထဲမှာကြောက်စရာကောင်းတဲ့သတင်းတွေပို့များလာခဲ့တယ်။ညဒီမှာလူတချို့ကအိမ်ပြက်ကြီးပဲကနေလူရဲတန်းတွေကြားတယ်လို့ပြောကြတယ်။တချို့ကတော့ပဒင်းပေါက်ထဲမှာအရိပ်တွေလှုပ်နေတာကိုမြင်ခဲ့တယ်လို့ပြောကြတယ်။ဒါပေမဲ့ရွာထဲမှာကိုအောင်ဆိုရဲ့လူငယ်တစ်ယောက်ရှိတယ်။သူကကိုမင်းနဲ့အရန်နီးစက်တဲ့တငယ်ချင်းဖြစ်တယ်။ဒီနေ့မှာကိုအောင်ကယူလို့ချင်းရဲ့ကိုမင်းကိုတွားတွေ့တယ်။ကိုမင်းကညီကြီးကိုကြည့်ပြီးတခုမဲမနာပြောညွတယ်။သူတို့မထွက်နိုင်ဘူး။သူတို့အိမ်ထဲမှာပဲပိတ်မိနေတယ်။ကိုအောင်ကမေးလိုက်တယ်။ဘယ်သူတွေလဲ။ကိုမင်းကမျက်လုံးကြီးတွေဖွင့်ပြီးလွှဲကြည့်လိုက်တယ်။အဲ့အိမ်ထဲမှာလူတွေမဟုတ်ဘူး။တရေတွေအများကြီးပဲ။သူတို့လူအသက်တွေကိုစောင့်နေတယ်။အဲ့ဒီညမှာပဲကိုအောင်ကဆုံးဖြတ်လိုက်တယ်။အိမ်ဖက်ကြီးကိုတွားကြည့်မယ်လို့ညတန်းခေါင်စနေမကြီးကြော်တဲ့အချိန်လီငင်းကအေးလေးတိုက်နေတယ်။ကိုအောင်လက်မိတိုင်ကလုံးကိုင်းပြီးအိမ်သက်ကြီးတကားကိုတွန်းဖွင့်လိုက်တယ်။ကရာတကားကြီးကအတန်ကြီးထွက်ပြီးဖေးဖွင့်သွားတယ်။အိမ်ထဲမှာအရန်တိတ်ဆိတ်နေတယ်။ဒါပေမဲ့အနည်းငယ်ကြတော့အပေါ်ထက်ကနေတယောက်လမ်းလျှောက်တန်းကြားလာတယ်။တစ်ကိုအောင်မိတိုင်ကိုအပေါ်ထက်ပတ်ထိုးလိုက်တယ်။အဲ့ချိန်မှာဖဒင်းပေါက်နားမှာလူတယောက်ရဲ့ညွယ်အရေးမြင်လိုက်တယ်။ကိုအောင်အပေါ်ထက်ကိုတက်သွားတယ်။တက်ပြီးတန်းနဲ့အခန်းတကားတစ်ခုကပွင့်နေတယ်။အခန်းထဲကိုမိတိုင်ထိုးကြည့်လိုက်တဲ့အခါနိုင်ငံအပြီမှာလက်ရတွေရေးထားတယ်။မထွက်နိုင်ဘူး။သူတို့လာနေပြီ။ကဲပါ။ကိုအောင်ကြောက်လန့်နေတော့မှပဲ။သူ့နောက်မှာလူတယောက်ရက်နေတဲ့ခြေထမ်းကြားလာတယ်။တဲ့ကိုအောင်ဖြည်းလွှဲကြည့်လိုက်တယ်။သူ့နောက်မှာကိုမင်းရက်နေတယ်။ဒါပေမဲ့ကိုမင်းမျက်လုံးတွေကအနက်ရောင်အလွတ်တွေဖြစ်နေတယ်။ပြီးတော့သူကဖြည်းပြောလိုက်တယ်။မင်းလာပြီနော်။အခုမင်းလည်းသွားမရတော့ဘူး။အဲ့ဒီအချိန်မှာအခန်းထဲကတကားဝေအားလုံးတပြိုင်တည်းပိတ်သွားတယ်။လုံးပြီးတော့အမောင်ထဲကနေလူရဲတဲ့အမွှားကြီးထွက်လာတယ်။နောက်နေ့မနက်မှာရွာသားတွေအိမ်ပြက်ကြီးရှိမှလက်မိတိုင်တစ်လုံးကိုပဲတွေ့ကြတယ်။ဒါပေမဲ့ကိုအောင်မတွေ့တော့ဘူး။အဲ့ဒီနေ့ကစပြီးညာတိုင်းအိမ်ပြက်ကြီးအပေါ်ထပ်ပတင်းဖောင်မှာလူနှစ်ယောက်ရက်နေတဲ့အရေးတွေမြင်ရတယ်။တယောက်ကကိုမင်းနောက်တယောက်ကကိုအောင်သူတို့ကအခုထိလူအတိတ်တွေကိုစောင့်နေကြတယ်။ကိုအောင်ပြုတ်သွားတဲ့နေရာစားပြီးရွာထဲမှာအကြောက်တရားကပိုပြီးပြန်ထန်လာတယ်။ညတိုင်းအိမ်ပဲကြီးအပေါ်ထပ်ပတင်းပေါက်မှာလူနှစ်ယောက်ရက်နေတဲ့အရေးတွေမြင်ရတယ်။ဒါပေမဲ့တခါတည်းတော့၃ယောက်ဖြစ်နေတယ်။ဒီနေ့မှာရွာထဲကိုဦးထွန်းကြီးဆိုတဲ့လူကြီးတယောက်ပြန်လာတယ်။သူကရှေးကဒီရွာမှာပဲနေခဲ့ဘူးတဲ့သူဖြစ်တယ်။အိမ်ပြက်ကြီးအကြောင်းကိုတီးတဲ့သူတယောက်ပါ။ရွာသားတွေသူ့ကိုဝိုင်းပြီးမေးကြတယ်။အဲ့အိမ်ကဘာဖြစ်တာလဲ။ဦးထွန်းကြီးကညနာတီးနဲ့ပြောလိုက်တယ်။အဲ့အိမ်ကအိမ်မဟုတ်ဘူး။အချင်းထောင်တစ်ခုတော့ပဲ။သူပြောပြတာကရှ
ရှိရီကအဲ့အိမ်မှာမိသားစုတစုနေခဲ့တယ်။ဒါပေမဲ့တညမှာအိမ်ထဲကလူတွေအားလုံးအကျဉ်းဖတ်တပ်ဖြတ်ခံလိုက်ရတယ်။သူတို့ရဲ့စိတ်ဝိညာဉ်တွေကအဲ့အိမ်ထဲမှာပဲပိတ်မိနေခဲ့တယ်။ဒါကြောင့်သူတို့ကထွက်နိုင်ဖို့လူအသေးသေးကိုဖမ်းဆီးပြီးအစာထိုးနေကြတာ။ရွာသားတွေကြောက်လန့်နေကြတယ်။ဒါပေမဲ့ဦးထွန်းကြီးကဆုံးဖြတ်လိုက်တယ်။ဒီနေ့ညအဲ့အိမ်ကိုငါသွားပြီးအဆုံးသတ်မယ်။ညတန်းကောင်ဦးထွန်းကြီးလက်ထဲမှာမိတိုင်တစ်ခုနဲ့ဆူတောင်းစာရွက်တချို့ကိုင်ပြီးအိမ်ဘက်ကြီးထဲဝင်သွားတယ်။အိမ်ထဲဝင်လိုက်တာနဲ့တကားကသူ့နောက်မှာအလိုအလောက်ပိတ်သွားတယ်။ထုံးအပေါ်ထက်မှာလူများစွာလမ်းလျှောက်စံကြားလာတယ်။တဲ့ဦးထွန်းကြီးအပေါ်ထက်ကိုတက်သွားတယ်။အခန်းတစ်ခန်းထဲဝင်လိုက်တဲ့အချိန်သူမြင်လိုက်ကြကကိုမင်းကိုအောင်နဲ့မတိတဲ့လူများစွာသူတို့အားလုံးမျက်လုံးတွေအနှဲ့ရောင်ထိပြီးတယောက်ထဲလိုပဲသူ့ညီတဲ့အထက်နဲ့ပြောလိုက်တယ်။မင်းနောက်တယောက်ဦးထွန်းကြီးဆူတောင်းစာရွက်ကိုဖတ်ပြီးမိတိုင်ကိုမြင်မှပစ်ချလိုက်တယ်။မိကလောင်ကျွမ်းသွားပြီးအခန်းတစ်ခုလုံးမီးလောင်လာတယ်။တရေတွေအော်ဟစ်တန်ထွက်လာတယ်။မလုံးနဲ့အိမ်တစ်လုံးလုံးမီးလောင်သွားတဲ့အချိန်အိမ်ခြေကနေအော်ဟစ်တန်တွေရဲတန်တွေပေါင်းပြီးထွက်လာတယ်။ပြီးတော့တခါတည်းတိတ်ဆိတ်သွားတယ်။နောက်နေ့မနက်မှာရွာသားတွေလာကြည့်တော့အိမ်ပြက်ကြီးကမီးလောင်ပြီးပြပုံဖြစ်နေတယ်။အိမ်နေရစားပြီးညတွေမှာအရင်လိုအတန်တွေမကြတော့ဘူး။ပြတင်းပေါက်မှာလည်းအရိပ်တွေမမြင်တော့ဘူး။ဒါပေမဲ့တညမှာရွာသားတယောက်ကပြပုံနားကနေလိုက်ဆောင်နေတော့နားထဲမှာအတန်တစ်ခုကြားလိုက်တယ်။ညတော့မထွက်သေးဘူး။သူလိုက်ကြည့်လိုက်တော့ပြပုံအုပ်မှာမျက်လုံးအနက်နှစ်ဆုံးလင်းလာနေတယ်